จะได้ดันบาไซเล็บใช่ไหมเลยไซเล็บยาวแล้วไม่เผาแบบเผาแบบเป็นไงเนาะคนน่ะเผาชาไอไซก็เลยบอกนะบาเล็บใช่ไหมเลยสวัสดีอุตส่าห์แล้วอี Thank you from Lisa and family บอกเนาะသူကျေးဇူးတင်ကြောင်းပြောထားတဲ့စာလေးပေါ့ဒါပေမဲ့ဒီဥစ္စာလေးပေးထားတယ်ဒါလေးကျွန်မဖုန်းထဲမှာကျွန်မကတ်ထားပါမယ်ပြီးရင်ကျွန်မမှားထားတဲ့ဥစ္စာလေးခဏလေးကြံပြပေးမယ်နော်သွား direction လေးရေးပေးထားတာပါတာဒါဒါကျွန်မတောက်လို့မယ်ကားပေါ်မှာကျွန်မတို့ကားနောက်မန်လေးပေါ်မှာကတ်ချင်တာပေါ့နော်အဲ့ဒါလေးခုကျွန်မမန်လေးကိုကောင်းကောင်းလေးတုပ်ထားပါတယ် GTV တွေကကျွန်မနည်းနည်းတော့ကြာပြီအဲ့ချိန်မှာ snow တို့ ice တို့ကြာပြီးမှနှစ်ပတ်လောက်ကြာတဲ့အချိန်မှာဖြစ်မှာအဲ့ကြောင့်ကျွန်မကားနောက်ပဲဆိုလို့ရှင်တော်လေးငပတ်သွားတာပေါ့နော်ကဲကျွန်မကားပေါ်ထဲမှာကျွန်မကတ်ပေးထားပါတယ်ကျွန်မစိတ်ကူအိမ်မက်ထဲကအရန်လှုပ်ချင်တဲ့အရာတစ်ခုလူတယောက်ကသူလုံနေတဲ့ဥစ္စာလေးကျွန်မတွေ့လိုက်တဲ့အခါကျတော့ကျွန်မလည်းဝင်အားပေးဖြစ်တာလေးပေါ့နော်ပြီးလို့ရှင်သူ့ရဲ့စားလေးဆိုလို့ရှင် autism သူတို့ရေးထားတဲ့ပုံစံနဲ့ကျွန်မသဘောကျတယ်ပြီးလို့ရှင်အောက်မှာစားလေးရေးတဲ့ seeing the world differently ပေါ့နော်အဲ့စားလေးဆိုလို့ရှင်ကျွန်မသဘောကျလို့ကျွန်မဝင်ဝေးလိုက်တာပါပြီးလို့ရှင်ကျွန်မအရန်သဘောကျတဲ့ဥစ္စာလေးတွေအဲ့လို sticker လေးတွေပါလို့ရှင်ကျွန်မကားပေါ်မှာကတ်လိုက်ရှယ်ဒီဥစ္စာလေးမှာလေးကျွန်မသမီး autism ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မကားပေါ်မှာကတ်ပေးထားတယ်နောက်တစ်ခုကျတော့ကျွန်မ online ကနေအလုပ်လုပ်နေတဲ့အဲ့ဒီ forever ပေါ့နော်အလုပ်ရတာဆိုလို့ရှင်လည်းကျွန်မအဲ့ဒီကားအနောက်ဘက်လေးမှာပဲပြန်ကပ်ပေးထားပါတယ်လို့ကဲအားလုံးပဲ bye 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 thank you for watching